လက်ဘန်းဆိုတာလုတ်ပွဲတွေပါကွာတကယ် true ရလည်းမဟုတ်ဘူး2026ရောက်တဲ့အထိဒီစကားတွေကိုပြောနေကြတယ်ကွာအဲ့ဒီလိုပြောနေကြတဲ့သူတွေရောကွင်းထဲထိလာကြည့်တဲ့ပရိသတ်တွေက WWE အကြောင်းမသိဘဲနဲ့လာကြည့်နေကြတယ်လို့ထင်နေကြတာလားတကယ်တော့ WWE ကြည့်တယ်ဆိုတာရုပ်ရှင်အောင်သွားပြီးတော့ရုပ်ရှင်ကြည့်တာနဲ့တူတူပါပဲကျွန်တော်တို့ Avenger ကသွားကြည့်ပေမဲ့ Robert Downey Jr. အပြစ်မှာ Iron Man အစ်စ်မဟုတ်မှလူတိုင်းသိကြပါတယ်ဒါပေမဲ့လည်းဒီရုပ်ရှင်ကပေးတဲ့ရက်သားတစ်ခုကိုခန်းစားကြလို့ဒီဇာတ်လမ်းနဲ့အတူလိုက်ပါစီမျောကြလို့သွားကြည့်ကြတာပါWWE ကလည်းဒီသဘောတရားပါပဲUndertaker ကြီးကကောင်းမြန်နေမိုးကြိုးတွေမပြတ်နိုင်မှလူတိုင်းသိပါတယ်ဒါတွေကပရိသတ်တွေကြည့်လို့ကောင်းအောင်လို့ဖြောပြရင်းနေနဲ့ပြရတဲ့နေရာတွေပါရုပ်ရှင်တွေမှာလည်းဇာတ်ညွှန်းတွေရှိပေမဲ့ဇာတ်သိမ်းအောင်ဘယ်သူမှမသိကြသလို WWE မှာလည်းပွဲတွေမှာဘယ်လိုဖြစ်မလဲဆိုတာပရိသတ်တွေကမသိကြပါဘူး Tom Cruise ကသူ့ရဲ့ stand ကွက်တွေကိုကိုယ်တိုင်တရုပ်ဆောင်လို့ပဲဒီနဘန်သွားတွေကလည်းပရိသတ်တွေရဲ့ရှေ့မှာဒီဇာတ်လမ်းတွေကိုထိုင်ရိုက်တရုပ်ပေါ်ကြတာပါပဲတလွဲဖြစ်သွားလို့ပြန်ရိုက်လို့မရပါဘူးဒီရင်တော့ဒီလိုနောက်ကွယ်ဇာတ်ညွှန်းကိစ္စတွေကိုဖုံးကွက်ထားကြရဲဆိုပေမဲ့ရှာမိုက်ကယ်တို့ရဲ့ကာတင်ကောအဖြစ်ပြပြီးမှတော့ပရိသတ်တွေကဒီနဘန်လောက်ခအကြောင်းအရာတွေကိုနားလည်ပြီးတော့ဒါပေမဲ့လည်းဒီနဘန်ဆိုတာကိုလောပွဲဆိုပြီးပြောတဲ့လူမျိုးတွေကခက်တိုင်းမှာရှိပါတယ်လူပြောတဲ့သူတယောက်ကြောင့်လည်းနဘန်လောကရဲ့ခန္ဓာဝင်တရားပေါ်ပေါက်လာစေခဲ့ရဆိုတာ brother တို့သိကြလားဆိုတော့ဗီဒီယိုလေးကို like လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ဒီဇာတ်လမ်းကတော့1990ခုဝန်းကျင်မှာစပါတယ်အဲဒီအချိန်မှာ Undertaker WWE Champion ဖြစ်နေတာဖြစ်ပြီးတော့သူ့ရဲ့ပြန်ပွဲ Vader နဲ့ထိုးသက်ဖို့ရှိနေပါတယ်သူတို့နှစ်ယောက်ဒီပွဲမတိုင်ခင်ကိုဝေးနိုင်ငံမနက်ပိုင်း TV show တစ်ခုမှာအင်တာဗျူးလုပ်ဖို့ဖိတ်ကြားတာခံခဲ့ရပါတယ်အဲဒီမှာသတင်းချင်ရသူကနဗန်းသမားတိုင်းမုံနဲ့နဗန်းဆိုတာလုပ်ပွဲလားသေရုပ်ဆောင်နေကြတာလားဆိုတဲ့မေးခွန်းမေးခဲ့ပါတယ် Undertaker ကတော့ Vader ကိုအသာထိုင်နေတိုင်းပြီးတော့သူဖြေရှင်းလိုက်မယ်ဆိုပြီးတော့ပြောပါတယ်ခင်ဗျားသာတခြားလူတရားရက်ကိုကျွန်တော်တို့ဂျိုးဝိုင်းနဲ့လွတ်လိုက်ရင်ကျွန်တော်တို့ကဘသူ့ကိုမစုံနှချမ်းဖြဲပြလို့ရတယ်ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်Undertaker တက်ပို့ပြီးတော့ old school ဆန်တဲ့ Vader ကတော့ဒီကိစ္စကိုသိမခံနိုင်တော့ပါဘူးဒီ old school နဗန်းသမားတွေလုပ်နေကြအတိုင်းသူဒီလုပ်ငန်းကိုကာကွယ်ခဲ့ပါတယ် Vader ကဒီသတင်းမေးတဲ့သူကိုတဲပဲညှစ်ပြီးတော့မင်းထားဟောသေရုပ်ဆောင်နေတဲ့အထင်လားဒါတွေကိုအတူတွေထင်နေရလားဆိုပြီးတော့ကျဉ်းကျဉ်းနန်းတုတ်ပြန်ခဲ့ပါတယ်ဒီ show ကလည်းကိုဝေးနိုင်ငံမှာတော်တော်လေးနာမည်ကြီးရလို့သိရပြီးတော့ဒီလောက်ရကြောင်ပဲ Vader တယောက်ကိုဝေးမှာရဲပန်းခံလိုက်ရပါတယ်လူတွေဖြစ်သွားတော့ WWE အနေနဲ့ Undertaker အတွက်ပြန်ပဲအသစ်ရှားပါတော့မယ်ဒါပေမဲ့လည်း company မှာရှိသမျှထိပ်တန်းလူတွေအကုန်လုံး Undertaker နိုင်ပြီးသားဖြစ်နေတော့သူ့အတွက်ပြန်ပဲအသစ်မရှိပဲဖြစ်နေပါတယ်ဒါနဲ့လူစင်းကိုစက်ကြည့်လိုက်တဲ့အခါမှာတော့ Undertaker နဲ့အလုံးထည့်ခြင်းတူတဲ့ Ohio Valley Wrestling မှာနဗန်းသက်နေတဲ့ Glenn Jacobs ဆိုတဲ့ဘဲတပွေရှိနေတာကို WWE ကသိလိုက်ပါတယ်အဲ့တော့သူ့ကိုဆက်သွယ်ပြီးတော့ Undertaker အတွက်ပြန်ပဲလုပ်မလားဆိုပြီးတော့ကန့်လန့်ခဲ့ပါတယ်Glenn Jacobs တော့အရင်က WWE မှာပါဝင်ဘူးခဲ့တာမျိုးရှိပေမဲ့သူရဲ့ character တွေကအလုံးမကျွတ်ခဲ့ပဲနဲ့အခုတည်းကတော့ WWE ဘက်ကသူ့ကို Undertaker လိုလူမျိုးရဲ့ပြန်ဘက်တစ်ယောက်အနေနဲ့ကန့်လန့်ခဲ့တာပါဒါအပေါ်အပြောင်းလဲစေမဲ့အခွင့်အရေးပါပဲဆိုတော့ဒီဘက်အတွက်စက်ကောင်တစ်ခုကိုဖန်တီးဖို့နောက်ခံဇလံကိုစဉ်းစားကြပါတယ် Undertaker ကိုပထမဆုံးစတင်မိတ်ဆက်တော့သူ့ရဲ့မိသားစုတွေဟာမိလောင်မှုမှာပါသွားပြီးတော့တည်ဆုံးသွားတယ်လို့ပြောခဲ့ပါတယ်တကယ်လို့သူ့ရဲ့ညီကအဲ့ဒီညမှာမိလောင်မှုထဲမှာမတည်ဘဲနဲ့ကြံရစ်ခဲ့ရဆိုရင်အဲ့ဒီတော့သူ့ဘာရသာလုပ်ခဲ့တဲ့ပေါ်ဖဲကဒီကလေးကိုတိတ်ဆိတ်ခဲ့တင်ပြီးတော့မွေးစားထားခဲ့ရဆိုရင်ဒီလိုစိတ်ကူးတွေနဲ့ပဲ game ဆိုတဲ့ဇက်ကောင်အပေါ်ပေါက်လာပါတယ်။ game ကမီးလောင်နိုင်ရတွေကြောင့်မျက်နှာဖုံးဆွတ်ထားပြီးတော့ကိုပြစ်တဲ့ Undertaker ရဲ့ WWE မှာအောင်မြင်နေတာတွေကိုကြည့်ပြီးတော့နာကျင်နေတဲ့သူတယောက်ပါ။ပေါ်ဖဲကတော့ Undertaker တရားဒီလိုအောင်မြင်မှုတွေမှာတာယာနေတာကြောင့်သူ့ညီပြတဲ့ game ကိုဘယ်တော့မှဂရုစိုက်ပေါ်မရခဲ့ဘူးဆိုပြီးတော့သွေးထိုးစကားတွေစက်တိုက်ပြောခဲ့ပါတယ်။နောက်ခံဇာတ်လမ်းရပြီဆိုတော့ဒီ game ရဲ့ character design အကြောင်းပြောကြရအောင်။ကင်းရဲ့ဒီဇိုင်းကိုတော့ horror ရုပ်ရှင်တွေက Michael Myers နဲ့ Jason တို့လိုလူသမားပုံစံကို inspiration ယူလာပြီးတော့ခံစားချက်မရှိခဲ့မကောင်းဆိုးဝါးတစ်ကောင်လို့ပုံဖော်ရတာပါ။ကင်းကစကားလုံးအောင်မပြောပဲကောင်းကိုပဲပညာလှုပ်ပြီးတော့သူ့ရဲ့ခံစားချက်ကိုပြသလို့ရှိပါတယ်။1990ခုဘက်ဘလက်ရဲ့ပထမဆုံး Hell in a Cell ပွဲမှာ Undertaker နဲ့ Shawn Michaels တို့တွေ့ဆုံကြပါတယ်။အဲဒီတော့ Shawn Michaels က Undertaker စီကနေခဏထွက်ပြေးနေတာဖြစ်တဲ့အတွက် Shawn Michaels ထွက်ပြေးလို့မရအောင်လုပ်ရမယ်ဆိုပြီးတော့ဒီ Hell in a Cell ပွဲကပေါ်ပေါက်ခဲ့တာပါ။ဒီပထမဆုံး Hell in a Cell ပွဲနဲ့အတူ Kane ဆိုတဲ့ character ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Undertaker က Shawn Michaels ကိုနိုင်ယူကနေမိတွေမိတ်သွားပြီးတော့ဖီတော့တွေထွက်လာပြီး Kane ကထွက်ပေါ်လာပါတယ်။ Jim Ross ရဲ့ That's Gotta Be Kane ဆိုတဲ့အသံနဲ့အတူ Kane ကလောင်ရင်တကားလက်နဲ့ရချိုးပြီးတော့လောင်ရင်ကိုဝင်လာခဲ့ပါတယ်။ Undertaker ကလည်းသူ့သေးပြီလို့တင်ထားတဲ့သူ့ညီကိုပြန်တွေ့လိုက်ရလို့အောင်းနေတဲ့အကြည့်နဲ့ Kane မကြည့်ခဲ့ပါတယ်။ဒီမတိုင်ခင်မှာ Undertaker ဆိုတဲ့ character တတ်မဲ့ပြတ်မဲ့ဆိုတဲ့အကြည့်မျိုးကလွယ်ပြီးတော့တခြားဘာစိတ်ခံစားချက်မျိုးမှပြခဲ့ဘူးတာမရှိပါဘူး။ Undertaker ဒီလိုမျိုးကြည့်လိုက်တာဇလန်းကိုပို့ပြီးတော့လိမ့်နဲ့သွားစေခဲ့ပါတယ်။ဒီပွဲမှာတော့ Kane က Undertaker ကိုတိုက်ခတ်ခဲ့ပြီး Undertaker ကိုရှုံးနေစေခဲ့ပါတယ်။ Glenn Jacobs တော်တာသူ့ကိုယ်သူ WWE Superstar တယောက်လို့ခံစားရတာပထမဆုံးအချိန်ပါပဲ။အဲဒီနောက်မှာတော့ Kane က Undertaker ကိုတောက်လျှောက်စိန်ခေါ်ခဲ့ပါတယ်။ Undertaker ကလည်းကိုယ့်ရဲ့ညီအရင်ကိုပြန်လည်မတိုက်ခိုက်ချင်တာမလို့ရင်းဆန်ခဲ့ပါတယ်
ကိန်းကအနာတေကာလက်မခံခြင်းတွေ့သမျှလူအကုန်လုံးကိုအမောက်သိပ်ပြီးတော့တောင်းကျမ်းခဲ့ပါတယ်နောက်ဆုံးအနာတေကာကအခေါင်းနဲ့ထည့်ပြီးမီးနဲ့ရှို့ခဲ့ပါတယ်နောက်နေ့မှာတော့အခေါင်းကိုမိုးကြိုးပစ်တာနဲ့အတူအနာတေကာပြန်လည်နိုးထလာပြီးတော့ကိန်းရဲ့စိန်ခေါ်ရာကိုလက်ခံခဲ့ပါတယ်ဒီလိုနဲ့ပဲ WrestleMania 14 မှာမကောင်းဆိုးဝါးညီကိုနှစ်ယောက်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်ပေါ်လာခဲ့ပါတယ် Clan Jacob တက်တာပထမဆုံး WrestleMania ပွဲစဉ်လည်းဖြစ်ပါတယ်ဒီ Kane ဆိုတဲ့ဇာတ်ကောင်ကသူ့ကို WWE မှာတစ်နှစ်အတွင်း Undertaker နဲ့ WrestleMania လို့ပွဲမှာထိုးသက်ခွင့်ရအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်ပြောင်းလဲသွားတာအသိကိုမြန်လွန်ပါတယ် Undertaker ရဲ့ entrance ကြီးကလည်းတော်တော်အထားကျပါတယ်ဒီလိုမကောင်းဆိုးဝါးလူဘလူးကြီးနှစ်ကောင်ကျိုးဝမ်းထဲမှာထိတိုက်တွေ့နေကြတာကိုပရိသတ်တွေကလည်းနှစ်သက်ခဲ့ကြသလိုကြည့်လို့လည်းအတော်လေးကောင်းပါတယ် Undertaker အနိုင်ရအောင်သူ့ကို Tombstone 3 ကြိမ်သုံးခဲ့ရပါတယ်ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးပါဘူးကင်းရဒီဘက်မှာရှုံးနေခဲ့ပေမဲ့သူ့ရဲ့ဇက်ကောင်ရဲ့အစင်တန်းကတော့ပို့ပြီးတော့တစိမ့်မြင်သွားခဲ့တယ်လို့ပြောလို့ရပါတယ် Undertaker ဆိုတဲ့ character မှာ Hell in a Cell, Casket Match ဒီလိုပွဲတွေလိုကိုယ်ပိုင်အမှတ်သားနဲ့ပွဲတွေရှိပေမဲ့ Kane ဆိုတဲ့ character ကိုလည်းဇာညွှန်းဆရာတွေကကိုယ်ပိုင်အမှတ်သားနဲ့ပွဲတစ်ပွဲဖန်တီးပေးဖို့စဉ်းစားကြပါတယ်မိတော့တွေဆိုတာ Kane ဆိုတဲ့ဇက်ကောင်အတွက်အရင်ထင်ရှားတဲ့အမှတ်အသားပဲဖြစ်ပါတယ်ဒီညီကိုနှစ်ယောက်ကတော့ WrestleMania သာပြီးသွားတယ်သူတို့ရန်ဖြစ်နေတာတွေကတော့မပြီးသေးပါဘူးဇလန်တဖြည်းဖြည်းဆက်လာပြီးတော့နောက်ဆုံးမှာ Kane ရဲ့ကိုယ်ပိုင်အမှတ်အသားပွဲဖြစ်လာမဲ့ Inferno ပွဲကိုထိုးသက်ဖို့ဖြစ်လာပါတယ် Inferno ပွဲရဲ့အစည်းအကမ်းကတော့ကျိုးဝိုင်းရဲ့ဘေးပတ်လည်မှာမီးတွေလောင်နေပြီးတော့ပထမဆုံးမီးအလောင်ခံရတဲ့လူကအရှုံးပဲဖြစ်ပါတယ်ဒါကတော့ WrestleMania 14 ပွဲစဉ်ပြီးတဲ့နောက် Kane နဲ့ Undertaker ရဲ့ညီကိုနှစ်ယောက်ရဲ့ဒုတိယမြောက်ထိုးသက်မဲ့ပွဲစဉ်လည်းဖြစ်ပါတယ်အဲ့လိုနဲ့1998 Unforgiven မှာတော့ WWE ရဲ့သမိုင်းမှာပထမဆုံး Inferno ပွဲဖြစ်လာမဲ့ပွဲကို Kane နဲ့ Undertaker တို့ထိုးသက်ခဲ့ပါတယ်ကျွန်တော်တို့အခုပြောနေတာမီးပါတကယ်အပြန်မီးဆက်ပါခမရဘလောက်မိုက်တဲ့လူမိုက်ကြီးပါလို့ပြောကိုမီးနဲ့လာရှို့တာတော့ဒီတိုင်းငြိမ်ခံနေရဲမှာတော့မဟုတ်ပါဘူးပြီးတော့ဒီလိုလူတွေအများကြီးရှိနေတဲ့ကြားမှာမီးနဲ့ဒီလိုဖျော်ဖြေလုပ်ရတယ်ဆိုတာတော်တော်ကြီးအန္တရာယ်များပါတယ် Jim Ross နဲ့ Jerry Lawler တို့ပွဲချိန်ညာသူနှစ်ယောက်ကတော့ barbecue တွေခိုင်းပြီးတော့ကွင်းပေးရနေအသင်းဆောင်နေကြပါတယ်ဒီပွဲအတွက်လည်းကြိုတင်ပြင်ဆင်ဖို့ Hollywood က stand သမားတွေကိုလည်းငှားခဲ့ပြီးတော့ဒီ stand သမားတွေကတော့ WWE တို့ကဒီပြကွက်ကို live လုပ်မယ်ဆိုတော့မယုံကြည်နိုင်ကြပါဘူးဒီလိုမျိုးအနေရှိနေတာတော့ဒီကိစ္စတွေကိုလုပ်ခဲ့ရတဲ့အကြောင်းရင်းကတော့တခုတည်းပါပဲဒါပဲဖြစ်ဖြစ်မရရအောင်လုပ်မယ်ဆိုတော့ attitude ကြောင့်ပါဒီချင်း WCW နဲ့ရှင်ပြိုင်တာလုံးဝအထွတ်အထိပ်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် attitude error ပါပြီးတော့တခုဖြည့်ပြောချင်တာအဲ့ဒီအချိန်တုန်းကကိန်းမှာမိန်းမရှိပါတယ်ဒီလိုကိစ္စတွေကိုခမည်းမိန်းမကိုဘယ်လိုပြောပြမလဲဆိုတာစဉ်းစားကြည့်ဘူးလားဒီနေ့တော့အလုပ်သွားလာရုံပဲအလုပ်မှာကိုယ့်ကိုမီးနဲ့ရှူတာခံလာရုံပဲဆိုပြီးအဲ့လိုမျိုးပြောပြမှာလားကိန်းတယောက်ကလည်းအဲ့ဒီညမှာသူ့မိန်းမကို TV မကြည့်ဖို့မှာခဲ့ပါတယ်သူမိန်းမတော့သူမှာခဲ့တဲ့အတိုင်း TV ရဖြစ်အောင်ကြည့်ခဲ့ပြီးတော့မီးလောင်ခံရတဲ့လူကသူ့ယောက်ျားမဟုတ်ပါစေနဲ့လို့ပဲဆူတောင်းနေပါတယ်သူရဲ့ဆူတောင်းနေရတာမပြည့်ခဲ့ဘူးဆိုတော့မှာပါကိန်းတယောက်မီးလောင်ခံရပြီးတော့ဒီပွဲမှာရှုံးနေခဲ့ပါတယ်သူဒီလိုမျိုးမီးလောင်နေတာကိုလည်းကွင်းထဲကလူပေါင်း2000ကျော်လောက်ကထည့်ရိုက်ကြည့်ရှုခဲ့ကြပါတယ်နောက်တစ်ခါ Undertaker နဲ့တွေ့ဆုံတဲ့အခါမှာတော့ကိန်းက Undertaker ကိုနိုင်ယူနိုင်ခဲ့ပြီးတော့Stone Cold စီကနေ WWE Champion ကပတ်ကိုစင်ကော်ခွင့်ရရှိခဲ့ပါတယ် Businessman တယောက်ကလည်းကိန်းကို TV ရှိမှပထမဆုံးစကားပြောဖို့ interview ခဲ့ပြီးတော့အဲဒီတော့ကိန်းကဆက်ရုပ်လေးတိုင်းနဲ့ပြောခဲ့တာပါစကားပြောချင်းမှာပဲကိန်းကသူဒီ WWE ကပတ်ကိုအနိုင်ရရင်ရအနိုင်မရရင်သူ့ကိုသူမီးနဲ့ရှို့ပြမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်1998 King of the Ring မှာတော့ Kane က Stone Cold နဲ့ WWE Champion ကပတ်လူပဲတိုက်ခိုက်ခဲ့ပါတယ်။အမှန်ရအဲ့ဒီနေ့တော့ Undertaker နဲ့ Mankind တို့ရဲ့ Hell in a Cell ပွဲရှိတဲ့နေ့လည်းဖြစ်ပါတယ်။ဒီပွဲမှာတော့အားလုံးသိကြတဲ့အတိုင်း Undertaker Mick Foley ကိုလှိုင်းပေါ်ကနေပစ်ချခဲ့ပါတယ်။ဒီလိုမျိုးပစ်ချလိုက်တာမလို့လဲ Mick Foley ကသူ့ရဲ့သွားတွေကနှာခမ်းကနေပေါက်ထွက်ပြီးတော့နှာခေါင်းထဲကနေပါပြန်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ Stone Cold နဲ့ Kane တို့ရဲ့ပွဲစဉ်မှာ Mick Foley ရော Undertaker ရောပါဝင်ပတ်သက်ဖို့ရှိနေပါသေးတယ်။ဆိုတော့ Mick Foley ကအချိန်နဲ့မကောင်းရင်ပွဲရလက်ကိုချက်ချင်းပြောင်းပြရမှာပါ။ကိန်းတယောက်တော့ဒီပွဲကိုရှုံးရင်သူ့ကိုယ်သူမီရှို့ပြမယ်ဆိုပြီးပြောရတာမလို့သူစကားနဲ့သူအတိုင်းပတ်နေပါဒါပေမဲ့လည်း Mick Foley တယောက်ကတော့ဒီပွဲရဲ့ဇာညွန်အတိုင်းရအောင်ဆက်လုပ်နိုင်ခဲ့ပါတယ် Mick Foley ကထွက်လာပြီးတော့ Stone Cold ကိုတိုက်ခိုက်ပါတယ် Undertaker လည်းထွက်လာပြီးတော့ Mick Foley ကိုခုန်နေရိုက်လိုက်ပါတယ် Mick Foley ကရှောင်လိုက်တာမလို့ Stone Cold ကိုရိုက်မိပြီး Stone Cold ရဲ့ခေါင်းကွန်ဆာသွားပါတယ်အဲ့ဒါမလို့လည်းကိန်းတယောက် Stone Cold ကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ပထမဆုံးအချိန် WWE Champion ဖြစ်လာခဲ့ပါတယ်ဒီလို Champion ဖြစ်လာတဲ့အတွက် Kane ဆိုတဲ့ character ရဲ့အဆင့်တန်းပို့ပြီးတော့မြင့်သွားခဲ့တယ်လို့ Kane အတွက်လည်းတခြားအခွင့်အရေးတွေအများကြီးရရှိလာပါတယ်ကိန်းတယောက်ချန်ပီယံဖြစ်သွားတဲ့အတွက်ရုပ်ရှင်တွေကတ်တွန်းတွေကြော်ညာတွေနေရာတော်တော်များများမှာပါဝင်ခွင့်ရလာခဲ့ပါတယ်။တခါတော့ဆိုကိန်းတယောက်ငါးရက်နဲ့ပြိုင်ဘသူနိုင်ရှိုးပွဲမှာဝင်ပြိုင်ခဲ့တာမျိုးတော့ရှိပါတယ်။ညီကိုနှစ်ယောက်ရန်ဖြစ်ကြတယ်ဆိုတာလူတွေလက်ခံမှုလွယ်သလိုညီကိုနှစ်ယောက်ပေါင်းပြီးတော့အတူတူတိုက်ခိုက်ကြတယ်ဆိုတာလည်းလူတွေလက်ခံမှုအခက်ခဲပါဘူး။ဒီလိုမျိုးမကောင်းဆိုးဝါးညီကိုနှစ်ယောက်ကိုပေါင်းစည်းပေးလိုက်တဲ့အခါမှာတော့ Brothers of Destruction ဆိုတဲ့အဖွဲ့ဖြစ်ပေါ်လာခဲ့ပြီးတော့ဒီအဖွဲ့က WWE သမိုင်းမှာဘယ်သူမှရှင်လို့မရခဲ့တဲ့အကြမ်းဆုံး tag team အဖွဲ့ဖြစ်ခဲ့ပါတယ်ဒီလိုမျိုး overpower character နဲ့ကိုပေါင်းထားတဲ့အဖွဲ့ကိုတကယ်ဘယ်သူမှရှင်လို့မရခဲ့ပါဘူးဒီဘဲတွေကတွေးသမျှလူတိုင်းကိုအမောက်သိပ်ပြီးတော့အနိုင်ယူခဲ့ပါတယ် Clan Jacob တယောက်အတွက်လည်း Undertaker လူမျိုးကိုပြိုင်ဘက်အနေနဲ့ထိုးသက်ခွင့်ရတာနဲ့အခုဆိုသူ့ရဲ့
ညီကိုတယောက်အနေနဲ့တွဲဘက်တယောက်အနေနဲ့ပါကြိုးဝိုင်းထဲမှာအတူထိုးသက်ခွင့်ရနေပါပြီ။ဘာသာတော့လည်းငယ်တော့အန်နတီကာနဲ့ဂိမ်းတို့နှစ်ယောက်တကယ်ညီကိုရင်းနေဟုတ်မဟုတ်ညင်းမှုကြမှာဒီလိုမျိုးညင်းရလောက်တဲ့အထိကိုဒီဇလန်ကရုံအလွယ်လုံးပြီးတော့အလုပ်ဖြစ်ခဲ့ပါတယ်။အခုထိသူတို့တကယ်ညီကိုရင်းနေလို့ထင်နေသေးရင်တော့သူတို့ကဖေးမတူအမေကွဲတွေပါဒါပေမဲ့လည်းအန်နတီကာဆိုတာတော့မရှိရင်ဂိမ်းဆိုတာလည်းရှိလာမှာမဟုတ်သလိုဂိမ်းကလည်းအန်နတီကာဆိုတဲ့ character ကိုပို့ပြီးတော့လေးနက်လာအောင်ပို့ပြီးတော့ကျေပြန့်လာအောင်လုပ်ပေးနိုင်ခဲ့ပါတယ်2000ခုနှစ်ရောက်တော့နဗန်လောက်ကကြီးမှာလည်းအပြောင်းလဲတွေဖြစ်လာပါပြီဒီ Anatica Game ဆိုတဲ့ character တွေကလည်းဒီခက်နဲ့အညီပြောင်းလဲရပါတော့မယ် Anatica လည်း American Barrett ဆိုတဲ့ character ပုံစံပြောင်းလဲသွားခဲ့ပြီးတော့ Game ကလည်းသူဟာဘာစကားမှမပြောဘဲနဲ့တွေ့သမျှကိုလိုက်ဖြတ်စီနေတဲ့မကောင်းဆိုးဝါး character သာမဟုတ်ဘဲနဲ့သူ့မှာတခြားအရာတွေအများကြီးရှိသေးကြောင်းပြောတာနိုင်မှုအတွက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုပြုလုပ်ခဲ့ပါတယ်2003 Monday Night Raw မှာတော့ Game က Triple H ကို WWE World Heavyweight Champion ကပတ်အတွက်စိန်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ Game ကဒီပွဲကိုရှုံးနေရင်သူ့ရဲ့မျက်နှာဖုံးကိုချွတ်အောင်ပါဒီပွဲမှာတော့ Triple H က Evolution ဖွဲ့ကိုဖွဲ့ပြီးနေပြီဖြစ်တဲ့အတွက် Randy Orton က Triple H ဘက်ကနေဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ Game ကဒီပွဲမှာရှုံးနေသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ Game ကသူ့ရဲ့မျက်နှာဖုံးကိုချွတ်တာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီမျက်နှာဖုံးရဲ့အောက်မှာတော့မီးလောင်ခန္ဓာလို့ရုပ်ပြစင်မြက်ဖြစ်နေတဲ့ Game ရဲ့မျက်နှာကြီးကိုကျွန်တော်တို့ပထမဆုံးတွေ့မြင်ခွင့်ရခဲ့ပါတယ်ဒီ game မျက်နှာဖုံးချွတ်တယ်လားမချွတ်တယ်လားဆိုတာကတော့အချိန်တော်တော်ကြာအထိအငင်းပွားစရာကိစ္စတစ်ခုအနေနဲ့ရှိခဲ့ပါတယ်တချို့ကလည်း game ကိုမျက်နှာဖုံးဆွပြီးတော့ဘာလို့လဲဆိုတာကိုဘယ်သူမှမသိကြတယ်လို့ဝယ်ဆန်ကျဲတဲ့လူတရားအနေနဲ့ဆက်ထားတဲ့နယ်လို့ထင်ကြပြီးတော့တချို့ကလည်းဒီလိုမျက်နှာဖုံးချွတ်လိုက်ပြီးတော့ character ပြောင်းလဲသွားတာအကောင်းတယ်လို့လည်းမြင်ကြပါတယ် brother တို့ရောဘယ်လိုမြင်ကြလဲအဲဒီတော့ဒီမျက်နှာဖုံးချွတ်ဖို့အကြံကိုသဘောတူခဲ့တာ Vince McMahon နဲ့ game နှစ်ယောက်ပဲရှိပါတယ်ဒါပေမဲ့လည်းဒီဆုံးဖြတ်ချက်အလုပ်ဖြစ်ဖို့အတွက်ကဒီနှစ်ယောက်ကအရေးကြီးဆုံးလူတွေလည်းဖြစ်နေပါတယ်ပြီးတော့ fan fat ခုအနေနဲ့ game ကဒီလိုသပင်ရိတ်ထားတဲ့ပုံစံနဲ့အဲ့ဒီညက်နေမှာသူ့ကလေးတွေကိုကြောင်းသွားကြိုခဲ့ပါသေးတယ်။ရင်တော့ game တယောက်သပင်အရှိကြီးနဲ့တော်တော်အထာချခဲ့ပေမဲ့သူ့ရဲ့ character အတွက်ဆိုရင်ဘာမှဆိုဆုံးလို့ဖို့ဝင်မလေးပါဘူး။ game အတွက်တော့ WWE ကိုပေးဆက်တာမှန်ပေမဲ့သူ့ရဲ့မိသားစုအတွက်ကျတော့ဒီ WWE ကိုအရန်ရှေ့တန်းတင်လွန်တဲ့အတွက်တော့တော်တော်ခံပြင်းစရာပါ။ဒီလိုမျက်နှာဖုံးချွတ်လိုက်ခြင်းကတော့ game ဆိုတဲ့ character အတွက်လမ်းကြောင်းတွေအများကြီးပွင့်သွားစေခဲ့ပါတယ်။သူ့ရဲ့ character ကိုအစားပြန်စားခွင့်ရခဲ့တယ်လို့ပြောလို့ရပါတယ်။အဲဒီနောက်မှာတော့ Game က promo လမ်းစာတွေလည်းလုပ်ခွင့်ရခဲ့ပါတယ်။ Game ရဲ့ main 10 storyline ဆိုရင်ကျွန်တော်တော်တော်သဘောကျတဲ့နေရာမှာပါပါတယ်။ဒါပေမဲ့ Game ဆိုတဲ့ character ကြောက်ဖို့ကောင်းနေတာကြီးပဲတခုတည်းတော့မဟုတ်ပါဘူး။ Daniel Bryan နဲ့ Tim Hellnor ဆိုရင် Game ရဲ့ဟာသားဆန်တဲ့ version Triple H တို့ authority နဲ့ပေါင်းတော့ဆိုရင် Game ရဲ့လူသားဆန်တဲ့ပတ်ချမ်းကိုကျွန်တော်တို့တွေ့ခွင့်ရခဲ့ပါတယ်။ဟောဆန်တဲ့သရောအာကြီးဖြစ်စေချင်လား။ကြောက်စရာကောင်းစေချင်လား။ဟာသားဆန်စေချင်လား။လူသားဆန်စေချင်လား။ WWE ဘက်ကလိုအပ်သမျှခိုင်းစီသမျှကို Game ကအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပါတယ်။ Anatica အစားလို့ Daniel Bryan ဒီ Game ကလူတိုင်းနဲ့လက်တွဲညီခဲ့ပြီးတော့အရန်ကိုကောင်းမွန်တဲ့ WWE career တစ်ခုရရှိခဲ့တယ်လို့ပြောလို့ရပါတယ်။ WWE ကနေအနိုင်ယူသွားတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့အနေအမကောင်းဆိုးဝါးကြီးဟာနိုင်ငံရေးလောကတွေဝင်လာခဲ့ပြီးတော့ North County လို့ခေါ်တဲ့မြို့မှာအခုမြို့တော်ဝင်ဖြစ်နေပါပြီ။အခုဆိုရင်တော့ Game ကိုမိတော့တွေကြားတွေကထွက်လာတဲ့အနေအမကောင်းဆိုးဝါးအနေနဲ့တွေ့ရတော့မှာမဟုတ်ပဲနဲ့ဟောပြောပွဲတွေမှာကလေးတွေနဲ့ပြုံးပြပြီးနှုတ်ဆက်နေတဲ့မြို့တော်ဝင် Game အနေနဲ့တွေ့ရတော့မှာဖြစ်ပါတယ်။ Game ကသူ့ရဲ့ WWE သက်တမ်းတစ်လျှောက်မှာအရှင်လက်လက်အမိမြုပ်တဲ့ပွဲတွေကိုမီရှုခံရတာတွေကိုယ့်ရဲ့မျက်နှာကိုရွှေ့ပြက်ဆင်းပြက်ဖြစ်အောင်လုပ်တာတွေဒီလိုမျိုးຢာတွေကိုလုပ်ခဲ့ပါတယ်ဒီနံပါတ်သမားတွေကလည်းကျွန်တော်တို့စိတ်အပန်းပြေစေဖို့အတွက်သူတို့ရဲ့သွေးတွေချွေးတွေနဲ့ရင်းပြီးတော့ကျိုးဝိုင်းထဲမှာဖြော်ရပေးနေကြတာဖြစ်ပါတယ်ဒီတော့နံပါတ်ပွဲတွေဆိုတာဇက်ကောင်တွေရဲ့ဇေယိုက်တွေဒီဇက်ကောင်တွေချင်းချင်းကြားဇလန်တွဲတွေကိုပြသနေတဲ့ရုပ်ကဇလန်တွဲကြီးဖြစ်တယ်ဆိုတာကို brother တို့သိသွားကြပြီထင်ပါတယ်ဒါကတော့နံပါတ်ပွဲတွေကိုအလုပ်ပွဲတွေပါတရုတ်ဆောင်နေရပါလို့ပြောတဲ့လူတယောက်ကြောင့်ပေါ်ပေါက်လာတဲ့ကျွန်တော်တို့ရဲ့ကန်ဝင် WWE Superstar ကြီး Game ရဲ့အကြောင်းပြောပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်း like လုပ်ပြီးတော့ဒီလိုမျိုးနံပါတ်ကြားရတွေကြိုက်နေတတ်တဲ့ဆိုရင်တော့ channel ကိုလည်း subscribe လုပ်တော့ရဖို့မမေ့ပါနဲ့ကျွန်တော်ကတော့ကပွန်မှာနောက်ဗီဒီယိုကြမှာပြန်တွေ့တာပေါ့